ဒီမြတ်စွာဘုရားတို့ဂေါရမရှင်တော်မြတ်စွာဘုရားကြတော့အများကြီးကြံကျွတ်တန်းမွန်တာတွေတောင်းသိန်းဂရီကျန်းနေအဲ့လိုကြံနေတာဖြစ်ချင်းကြောင့်ဘုရားရှင်ကဂေါရမဘုရားရှင်ကတက်တန်းကတူတယ်တရားတန်းမှာတခါ45ဝါပဲနေတရားအပြည့်မနေလိုက်တက်တော်80တာပြောတယ်45ဝါပဲနေလိုက်ရတယ်တက်တော်80 6ဝါ60နေရမှာတကယ်ခေတ်စကားနဲ့ဆိုရင်တက်တော်80ဆိုရင်ဝါ60တာယန်းတော်ဒီမှာတော့တက်တော်80ဝါ60တဲ့ဘုရား35နဲ့မှဘုရားဖြစ်တယ်ဆိုတော့တက်တန်းတူသွားတာပေါ့တက်တန်းတူတာဖြစ်ရှင်မြတ်စွာဘုရားသူ့ရဲ့တက်တော်တွေကိုနေရာသီးသီးမှာသီးသီးတွေတက်တော်ကိုအကြောင်းပြုပြီးဒီစီဒီကိုအကြောင်းပြုပြီးတော့တရားတို့တရားမြတ်တွေရပါစေတော့ဆိုပြီးတော့ရှက်စိတ်တွင်တော့အောင်ဒိဋ္ဌံလိုက်ဘုရားရှင်တွေရလို့တောင်းတို့ဒီခဏနာပြောပါတယ်မြတ်စွာဘုရားကိုတနာတယ်လည်းပြောတာမဟုတ်ချစ်တယ်ဘုရားရှင်ကပရိနိဗ္ဗာန်ဆန်တော့မှကျန်တဲ့ဝိနည်းရတွေအတွက်ခန္ဓာကိုယ်တက်တော်အသီးသီးဖြစ်ရအောင်လို့ဖန်တီးဒိဋ္ဌံတော်ခဲ့တယ်အဲ့ဒီကနေဇေဒီတွေရာဇဂျိုယူသွားတယ်ရာဇဂျိုမှာဇေဒီဝေသာလီယူသွားတယ်ဝေသာလီမှာဇေဒီသုတေသနဆိုဒီမှာနောက်ထပ်တွေ့တာတွေရှိတတ်တယ်အဲ့ဒါကိုတော့နည်းနည်းလေးသတိတရားရှိဖို့လို့ငါတို့နဲ့မေဇီတို့ကသုတေသနလုပ်လိုက်တယ်ဒီကနေ့ဒီဥစ္စာကို5မျိုးတွေ့တယ်နောက်တစ်နေ့6မျိုးဖြစ်သွားတယ်အရင်တော့တရားဒီလိုဟောခဲ့တယ်အဲ့လိုလူတွေကတင်တယ်နမူနာပြောမှာ82ကနေ84မျိုးသားနဲ့အမျိုးသမီးဆက်ဆံလိုက်တယ်သူစပယ်မက်တဇုံ25သန်းလို့ဒေါက်တာဦးလူမို့လို့သူတို့ဆရာတော်ညင်းတယ်လေသူသင်ခဲ့တာမှန်တယ်သူဆေးတက်ကတူတက်တော့84မှာကြောင်းပြီးတယ်82မှာအဲ့ဒီယောက်ျားနဲ့မိန်းမနဲ့ဆက်ဆံတဲ့ဒီခုနပြောတဲ့သတိသားဖြစ်မဲ့ရာ25သန်း25 million span မတဇုံလို့ရေးတယ်ဟုတ်တယ်ဆေးချမ်းဒီနေ့600 million span မတဇုံတန်း600ဖြစ်သွားပြီသူတို့မယုံဘူးအတူသမီးပြန်ပြီးတော့သမီးရဟိုမှာဟာအဖေဟုတ်တယ်ဟောအဲ့လိုဆိုသူသင်ခဲ့တာသင်ခဲ့တာတော့ဟိုမှာအခုအမေရိကန်မှာဇာကာရုပ်ရှင်ကားတကားရဲတယ်တဲ့သူကရှင်နေမှားနေတယ်လေသူကရှင်ရုပ်ရှင်ဇာကားပဲအစိုးရရှင်တွေကမှားနေတယ်ဟိုကတန်းရှုံးသွားတယ်အမှုကသူ့ပိုက်တဲ့ဂျိုသားလေးမွေးတယ်ပေါ့အေလီယန်ပေါ့အဲ့ဒါသဘောကတော့အဲ့တော့ဘာတင်ပြလဲဆိုတော့ဟုတ်ပြီတဲ့အဲ့ဒါဆရာဝန်တွေပဲအကုန်တကယ်ကိုပညာတတ်ကြီးတွေသိပ္ပံပညာရှင်တွေပဲအဲ့မိမသူကအစိုးရဘက်ကလူဆိုတော့အိမ်မီတော်ကလူဆိုတော့တရားကြီးမှသူနိုင်သွားတာပေါ့သူမေးတယ်ယောက်ျားကိုဝင်ဆောင်တိန်ရှိလို့လားတော်တော်တုံးတယ်မေးကုန်ပဲသဘောကဒီမှာဒီဒေါက်တာခင်ခင်ထားကိုယ်တိုင်မွေးပေးတာရှိတယ်အခုထိတယ်အဲ့တော့36နှစ်ဒီကျောင်းစတီကစားအခုထိရှိတယ်ဒီမှာရန်ကုန်မှာယောက်ျားနဲ့မိန်းမနဲ့ဆက်ဆံလိုက်တယ်ယောက်ျားတဲ့ကိုဝင်ရောက်သွားတယ်ရှိတယ်လေယောက်ျားကိုဝင်ရတယ်မျက်လုံးမပြူးနဲ့ဒီမှာအန်တီဒေါက်ခင်ထားသူကိုယ်တိုင်ခွဲမွေးဝတာပိုက်ခွဲမွေးလို့ရတယ်ဆိုတော့သူတို့အမေရိကဥမာဆိုရုပ်ရှင်ထဲမှာသူတို့ကိုယ်တိုင်ပြောတာတိန်ရှိလားတိန်တော့မရှိဘူးသူအဲ့ဒီယောက်ျားရဲ့ပစ္စည်းကနေပြန်ပြီးတော့ကိုဝင်တီးနိုင်တယ်သိမှပညာမှာတော့သူကမနေ့တနေ့မှာအဲ့မှာဟိုမှာသူတို့တင်တဲ့ဥစ္စာတော့အဲ့လူကရှုံသွားတော့သူတကယ်သူကမွေးတာယောက်ျားကမွေးတာဒေါက်တာအဲရစ်သူရှိကမွေးတာသူကဆရာဝန်ကြီးပဲဒါပေမဲ့ဆရာဝန်တွေလည်းအကုန်လုံးမွေးပေးတာသိရတယ်အမှန်တရားဖြစ်ပါလေရှုံသွားတယ်ဆိုတော့ယောက်ျားအသိရင်ရှိလားမရှိဘူးမှန်တယ်အသိရင်ရှိတာအဲ့ဒီကလေးကမွေးလို့မရအောင်မွေးလမ်းကြောင်းမရှိဘူးဘတ်ကလည်းမရှိဘူးသူပိုက်ခွဲမွေးရတယ်ကိုရင်တီးနိုင်တယ်တီးနိုင်ခြင်းရှိတယ်ဒါဆိုစေသိပ္ပံအဲ့လိုမျိုးဖြစ်လာမေမင်းတို့ခေတ္တက active pregnancy တိမ်ရင်အပြင်မှာအလုံးတီးတယ်မသိလို့ပြဿနာတက်သွားတယ်ဒီနေ့သိသွားပြီဟိုတလောကပြောဓာမွိုက်ခန္ဓာကိုယ်အပြင်မှာရှိတဲ့ ectoden ရှိတဲ့ maxoden ရှိတဲ့ endoden ရှိတယ်ခန္ဓာကိုယ်မှာ dam ဆိုတဲ့ဟွာ3လောက်ရှိတယ်လက်သေးတွေခြေသေးတွေသပင်တွေကအဲ့ကောင်မလေးရဲ့အပြူမလေးရဲ့တိမ်နာရောက်သွားတယ်အလုံး၄လကဘိုက်ကြီးဖြစ်လာတယ်ဘယ်ယောက်ျားနဲ့အိတ်တာလဲမောင်လေးရိုက်မယ်သူကဘေးနဲ့သွားမေးမယ်ဓာတ်ဆရာမေးမယ်အထက်မှာတိမ်ထဲမှာသပင်ကြီးတွေဒါစုံးနေလို့တာ no ဓာမွိုက်လို့ခေါ်တယ်သူရှိပြီးသားစိတ်ပညာသဘောပြောတာသုတေသနတွေ့လာတဲ့ခါမှာမမားတော့ဘူးအဲ့ဒီတိုင်းပဲဇေဒီတော်ရှစ်စုလို့တို့တွေရေးခဲ့လိုက်တယ်ပထမရေးလိုက်တဲ့တော်တော်နဲ့စာအုပ်ကိုမထုတ်ရဲသေးဘူးဟုတ်တယ်ဒီထဲမှာလည်းအကုန်လုံးအားလုံးကြည့်လိုက်ရင်အထจิตยအထသုဘဟုတ်တယ်ဒါကခုကျမှဟိုဘက်ကအီတလီတို့အပြင်သစ်တို့ဂျာမနီတို့ထွက်လာတယ်အဲ့ဒါစဉ်းစားခုရေချိုးနေဟိုအဲ့ဒါစဉ်းစားနေတာပြလို့တော့ရတယ်တော့ဝတ္ထုပဲရှိတယ်တစ်ကမ္ဘာလုံးမှာကပိလဝေရွှေနန်းတော်မှာဒီမြတ်စွာဘုရားပြိဋိဘံမဆန်ခင်ဘုရားမရှိခင်ဇေဒီရရှိနေပြီဆိုအဲ့ဒါကတူးရဲရေးရတာရှိတယ်ကြောက်လဲရေးရတာသူကဓာတ်ပုံမှတ်တမ်းနဲ့ထွက်လာတယ်ဒီပေါ်ကစောတယ်တဲ့
ဘုရုတဲ့တာလေတဲ့တာဒီကြောင့်ပြောလိုက်တဲ့နဲ့တော်တော်ဟောနဲ့အတော့ကထင်ရှားတာဘူးအတော့က